ဒီနေ့မှာတော့တို့များရင်နဲ့ဟာနေတဲ့အကြောင်းရင်းစီစစ်လိုက်ချတော့ဗါတဲ့အရှိတော့မရှင်းတော့ဒါဟုတ်ဘူးငါကွန်မန့်ဘာဖြစ်လို့မတက်တာဩအေးပါကွာမင်းနဲ့စစတင်နေရရုံရှိသေးတယ်တဲ့ကျေးဇူးပါရုံးရရှိနေပြီဒါပေမဲ့အများနဲ့အားပေးရဆိုလို့ဒီတယောက်ပဲရှိတော့တယ်ကိုတော်သားကြီးမှလိုက်စားလွင့်နေရထပ်ပေးတာခုလောလောဆယ်အနေထားမှပြောတော့မရှင်းအခုဒေါသားတဲ့ဟုတ်ကဲ့ပါညီမလေးဂျူလီရဲ့ကွန်မန့်နေရပြန်ဆွဲတင်နေရမကြည့်ပြတော့တက်လာလဲပြင်ဆင်သွားရင်ဒါမှနာမကြည့်နေဒီကနေ့ချိပါတာဟာရေးမမိကြီးပဲ6ပြောတယ်ဒီရတယ်ဘာရင်နဲ့ဟုတ်ကဲ့ပါညီမလေးဂျူလီရဲ့ဘိုင်းဘိုင်းတို့လည်းအားပေးပါတော့နဲ့ပို့ပို့လိုက်လင်းနေတာစားဟုတ်ကဲ့ပါအားပေးလို့ကျေးဇူးတင်ပါတယ်ကိုတော်သားပြောတာအဲ့လိုမျိုးလည်းမဟုတ်ဘူးလေဗျာတော်သားပြောတာလွှင့်နဲ့လိုက်တိုင်းမှာလာကြည့်ပေးတယ်လို့အစအနေအဆုံးထိလာကြည့်ပေးတဲ့လူဆိုလို့အဲ့လိုပြောတာအရှင်လွင့်အောင်မှလည်းဆိုတော့ညာဘက်တော့မလွင့်ဖြစ်ဘူးညီမရေမနှက်ပြန်ကြရင်တော့လွင့်ဖြစ်မယ်ပေါ့နှက်ပြန်ကိုတော်သားအားတယ်လို့အားတယ်ဆိုပေမဲ့မအားပါဘူးကွာတက်တူးထွေးရအောင်တက်တူးထွေးရင်းနဲ့လွင့်ထားရင်အဲ့လိုမျိုးကောမန်ကတော့ဖတ်ပေးလို့မရဘူးလေကြောင်ပြောင်းနှက်ပြန်နားပြီမဲ့လေကိုတော်သားကြီးအလောက်ကရှိသေးတတာတဲ့ တတာတဲ့တော့မှာဒီဘက်ဒီဆိုင်ဟမ်ဝင်ရတော့မယ်ဗောတီးလုံးအောင်မဝင်ရလားလေတများရဲ့ညတော့မလွင့်ဖြစ်နော်အောက်လာနှက်ပြန်သင်လည်းမရှိဘူးဓာတ်ဒီလွင့်မို့လားဟုတ်ကဲ့ပါညွညွရေတတာဟုတ်ကဲ့ပါညီမလေးရေရောက်ဘုမတော့နိုင်ပြည့်ပြီလား ဒီဒီပဲမင်းပဲဒီနေ့မှာတော့တုံရရင်လည်းဟာနေတဲ့တယောက်ပဲရှိတယ်ဗျာဟုတ်တယ်လို့ဒီကကြာလေးတက်လေမို့ကြာလေးရော9ရောက်ဘာမှဒီဘုမမတလားရှေးမှမရေးတော့သူကတက်မှာရှေးမှတက်မှာဗော